င်္ဂလာပါဗျာဒီ vlog ပိုင်းအောင် Key Space မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီတစ်ခါ vlog မှာတော့ကျိုရဲ့လွတ်ပြတဲ့ဝဲနေရာရရှိနေခြင်းဖြစ်ပါတယ်ဗျာအခုကျွန်တော်ရိုက်ကူးခဲ့တဲ့ဒီနေရာလေးကတကယ်ကို relax လုပ်ချင်တဲ့အတွက်တွားတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ Okutama Station မှာရှိတဲ့ Ikawa Well ဖြစ်ပါတယ်ဗျာအခုတော့ကျွန်တော်ကတောင်ပေါ်ပြန်နေပါတယ်ဒီမှာကျတော့တောင်တက်တဲ့လူတွေလည်းပုံမှန်နိုင်ငံခြားသားတွေရောပုံများပါတယ်ဗျာတချို့ကကျတော့ဒီမှာကကျတော့စပိန်နဲ့တွားပြီးတော့လည်းလုပ်ရပါတယ်ဒါဒီမှာစပိန်ကားရဲ့နေရာတွေရှိပါတယ်ကျွန်တော်ဒီနေရာရောက်ချင်ပါပဲကျွန်တော်နိုင်ငံမှာရှိတဲ့ကျွန်တော်ရဲ့မြို့ကိုတော့ကျွန်တော်ပြန်ပြီးသိရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘယ်ကိုပဲကြည့်ဒီနေရာကတောင်နေပတ်လည်ကြည့်ပါရဲ့ဗျာကျွန်တော်တို့ရှမ်းပြည်မှာလည်းတောင်နေပဲပတ်ပြီးတော့ဝိုင်းရံထားတာဆိုတော့ကလောလေးတော့နည်းနည်းတူပါတယ်ဒီတရားတော့ကျွန်တော်တို့တစ်တာတရားတွေဖြစ်ပါတယ်ဒီတစ်တာတရားရဲ့အောက်မှာတော့ကျွန်တော်တို့စမ်းချောင်းလေးရှိပါတယ်ဗျာရေရတော့လုံးဝဗျာကြီးလင်းနေရပါပဲအခုကျွန်တော်တို့မြင်တဲ့အတိုင်းပါပဲဗျာရှုခင်ရလဲတကယ်ကိုမိုက်ပါတယ်တဘာဝဆန်ဆန် white ကိုတကယ်ခံစားမိပါတယ်ဒီနေရာကကျွန်တော်တို့နေရာဒီဆိုရင်တော့တွားလို့ကောင်းမဲ့နေရာတစ်နေရာဖြစ်ပါတယ်ကျွန်တော်ဂျပန်မှာဆိုရင်နေရာဒီကတကယ်ကိုပူလာဆိုတော့ဒီနေရာလေးကတော်တော်လေးကိုစိတ်နှမ်းဆိုပြီးအေးမြတဲ့နေရာဆိုတော့တွားကြည့်တင်ပါတယ်ဗျာကျွန်တော်ဒီတက်တော်ထဲမှာပဲပီဇာဆိုင်လေးရှိပါတယ်ပြီးတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ဟိုတယ်တွေပိုင်းလေးရှိပါတယ်ဗျာဘာလို့လဲဆိုတော့နိုင်ငံခြားသားတွေတော်တော်များများလေးလာရောက်ကြလို့ပါဒါနဲ့တငယ်ချင်းတွေတူတူကမ်ထွက်တာတော့ဘာလို့ဆိုလဲဒီနေရာတော်တော်အဆင်ပြေပါတယ်အဲ့ဒီကကျွန်တော်တောက်ခဲ့တဲ့နေရာဆိုရင်ကျွန်တော်နေတဲ့မြို့ကနေပြီးတော့ဒီ Okutama အထီပါဗျာ4 နာရီလောက်ကြာပါတယ်တောက်ခဲ့တာနဲ့လည်းတကယ်တန်ပါတယ်ကျွန်တော်တဘာဝအရာတော်လေးတကယ်ခံစားရတယ် relax လေးတော်တော်လေးလိုလိုကောင်းတဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တော်တော်လေးဒီနေရာကိုကြိုက်ပါတယ်ဒါကတော့တရားအကြီးဖြစ်ပါတယ်ဒီဓာတ်ပေါ်ကနေပြီးတော့လည်းကျွန်တော်အောက်ကစမ်းချောင်းတွေကိုနှမ်းကြည့်လို့ရပါတယ်ဘလောက်လှတယ်ဆိုတာကြည့်ကြည့်လိုက်ပါဦးဗျာဂျပန်မှာရှိတဲ့သူတွေဒီနေရာလာနိုင်မယ်ဆိုရင်တော့ကျွန်တော်ရှင်ရှုကူကနေပြီးတော့တနင်္လာနေ့မိနစ်55ပဲကြာပါတယ်လာနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အပြင်ကနေပြီးမုတ်ဒီပါတီဝယ်လာပဲဖြစ်ဖြစ်ထမင်းဘူးတွေပါတီထက်လာတာဖြစ်ဖြစ်လောက်လာတာတော့ပိုပြီးကောင်းမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဒီမှာရှိတယ်ဆိုပေမဲ့လည်းသိကြည့်ပါလေဗျာကျွန်တော်ရဲ့ vlog လေးတော့ဒီမှာပဲဆက်တော့မှာဖြစ်ပါတယ်ဗျာအဆုံးထိရှုပေးတဲ့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာဆက်တော့ bye bye